ပရွဲစိတ်ရဲ့ဘေးပပတ်လဲမှာမြင်းတချို့ဆွဲလိုက်မယ်ဆိုရင်တော့ပရွဲစိတ်ရှေ့ဆက်သွားမှာကိုတားဆီးနိုင်ပါတယ်။ပြစာပိုရဲ့ရှိမှာမြင်းတကြောင်ဆွဲလိုက်မယ်ဆိုရင်တော့သူကမြင်းအတိုင်းလိုက်လာပါလိမ့်မယ်။ကြက်ဖာရဲ့ရှိမှာမြင်းတကြောင်ဆွဲလိုက်မယ်ဆိုရင်တော့ကြက်ဖာကိုအိမ်မွေးချနိုင်ပါလိမ့်မယ်။တီရှူးပေါ်မှာစက်ပြမုံအနေငယ်ထည့်ပြီးတီရှူးကိုလေးလိုက်ပြီးတဲ့နောက်ဖက်နှက်နဲ့အပြန်ပြန်လှန်လှန်ဖိပို့ပေးလိုက်တဲ့အခါကောက်ယူပြီးအသားရလေးမှုတ်လိုက်ရုံနဲ့တီရှူးကမိထားတောက်လာပါလိမ့်မယ်။ဖန်ခွက်ဖင်နဲ့ဘီယာပလင်းဝါကိုတစ်ချက်ပုတ်တိုက်ပေးပြီးတဲ့နောက်ဖြည်းဖြည်းချင်းခောက်လိုက်တဲ့အခါဘီယာတွေပန်းထွက်လာပါလိမ့်မယ်။ဒါကနျူကလ িয়ার ပုံတွေပောက်ကွဲရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။မိချစ်ဆန်ဘူးကခဲဘက်ကိုခွာယူပြီးသူ့ကိုမီရှို့လိုက်ပြီးတဲ့နောက်ဖြစ်လာတဲ့စီကြီးကိုလက်မတုပ်ပြီးတော့ဖြည်းဖြည်းချင်းပို့လိုက်တဲ့အခါမိကုံးငွေတွေထွက်လာနိုင်ပါတယ်။ဒါကမျက်လဲဆရာတွေလက်ပလာနဲ့မိကုံးငွေထုတ်တဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ဒါနဲ့လိမ္မော်ကုံကိုလှီးဖြတ်ပြီးပူစီပေါင်းကိုအရင်နဲ့ဖြန့်လိုက်တဲ့အခါပူစီပေါင်းကိုပေါက်သွားစေနိုင်ပါတယ်။ဖျောင်းတဲ့မီကိုဖြန့်လိုက်မယ်ဆိုရင်တော့မီတောက်ကပိုအရှိန်ပြင်းလာပါလိမ့်မယ်။ဘူးကုံနဲ့ရှာလကားရဲ့အနေငယ်ထည့်ပြီးပလင်ဝါမှာဘေကင်းဆိုဒါထည့်ထားတဲ့ပူစီပေါင်းကိုစုပ်ပေးလိုက်ပါမယ်။အဲနောက်ပူစီပေါင်းကိုထောင်မှန်လိုက်တဲ့အခါဘေကင်းဆိုဒါနဲ့ရှာလကားရဲ့တက်ပြူမှုကြောင့်ထူးဆန်းတဲ့တံငွေတစ်မျိုးထွက်လာပြီးပူစီပေါင်းကိုဖောင်းလာစေနိုင်ပါတယ်။ခေါက်ဆွဲတမြင့်ကိုသုံးယုံနဲ့ရေကိုနောက်ထပ်ခွက်လို့တစ်ခုတည်းအလွယ်တကူပြောင်းလို့ရပါတယ်။ပိုက်တစ်ချောင်းသုံးယုံနဲ့ရေပလင်းကိုမာယူလို့ရပါတယ်။ဒါက3ကန်ရဲ့ခိုင်မာတဲ့ဂုံတက်တီပဲဖြစ်ပါတယ်။အိမ်မာမီပြတ်တဲ့အချိန်ဖျောင်းနိုင်တို့လက်နှိပ်တံမီတို့ရှာမတွေ့ဘူးဆိုခွက်သေးဆန်နဲ့ရေတင်ထည့်ပြီးအပေါ်ကနေစီတစ်ထက်ထပ်လောင်းပေးလိုက်ပါမယ်။အဲနောက်ဂွန်းတန်းကိုအလဲမှာထိုးဆိုင်ထားလိုက်မယ်ဆိုရင်တော့10ရက်လောက်ထွင်ရင်တော့မငြိမ့်မဲ့ဖျောင်းနိုင်ကိုရပါပြီ။လက်ကောက်ကိုချိန်ဆက်ပေါ်တင်ပြီးတန်လိုက်ကိုချိန်ဆက်အောက်ထဲထိုးထည့်လိုက်တဲ့အခါလက်ကောက်ရဲ့အလေးချိန်ကပိုများသွားပါလိမ့်မယ်။ဒါကို Go Scale လို့ခေါ်ပါတယ်။ကလေးတွေကိုမိုဘိုင်းဂိမ်းတွေစော်ခိုင်းနေမယ့်အစားဒီလိုသိပ္ပံနည်းကျလက်တွေ့စမ်းသပ်ချက်တွေကိုအဖော်ပြုစမ်းသပ်ပေးမယ်ဆိုရင်တော့ပိုအကျိုးရှိစေပါတယ်။ဒီလိုမြင်ကွင်းမျိုးမျက်စိနဲ့ကိုယ်တိုင်မြင်ရလို့သာမဟုတ်ရင်ယုံကြည်ဖို့တော်တော်ခက်ခဲပါလိမ့်မယ်